ကျွန်တော်တို့ ChatGPT မှာမေးခွန်းတစ်ခုမေးလိုက်တိုင်းဒါမှမဟုတ် Gemini တို့ Midjourney တို့မှာပုံတစ်ပုံထုတ်ခိုင်းလိုက်တိုင်းကဘာကြီးရဲ့တနေ့ရဲ့အမှာစက်ပစ္စည်းတစ်ခုဟာရေကိုသုံးဆွဲလိုက်ပါတယ်ရေနော်လျှက်စစ်တာမဟုတ်ဘူး data တွေမဟုတ်ဘူးရေကိုမှရိုးရေမဟုတ်ဘဲနဲ့ကျွန်တော်တို့သုံးဆွဲနေတဲ့ရေတန်းဖြစ်ပါတယ်ဒီမှာခင်ဗျားတို့ကိုအဟောသွားစေမယ့်ကိန်းဂဏန်းတစ်ခုရှိရပေါ့2025 တစ်နှစ်ထဲကိုကဘာတဝမ်းမှာရှိတဲ့ AI data center တွေဟာရေဂါလန်ပေါင်း264 billion နီးပါးသုံးဆွဲခဲ့ပါတယ်တိတ်မရှိပါဘူးကျွန်တော်လီတာနဲ့တွက်ကြည့်ရင်တော့1 trillion နီးပါးလောက်ပေါ့လူ2 တန်းရဲ့တစ်နှစ်စာရေသုံးဆွဲမှုပမာဏနဲ့ညီမျှပါတယ်အဲ့မှာပိုပြီးထူးဆန်းတာကအဲ့လိုတွေကုန်နေရဆိုတော့ကျွန်တော်တိတ်တိမထားမိရပါပဲ AI ဆိုတာကသူတို့ရဲ့ဒီ cloud server တွေ network တွေ digital ကြီးပေါ်မှာရှိနေပေမဲ့ကျွန်တော်တို့ရဲ့ဒီအပြင်ကဘာမှာရှိတဲ့ရေကန်တွေဒီသုံးဆွဲဖို့ရေတန်းတွေကိုကုန်ခန်းစေပါတယ်အဲ့ဆိုဒီ AI ကြီးကဘာလို့အဲ့လောက်ရေဒီစာနေရလဲပေါ့အဲ့တော့တီးဖို့အတွက်ကျွန်တော်နဲ့တူတူကျွန်တော်ရဲ့ phone screen ကနေကိုရောင်းကြီးထဲမှာအပူလုံကဲနေတဲ့စက်ပစ္စည်းတွေအထိတူတွားကြည့်လိုက်အောင်ဒါဆိုပထမဆုံးမေးခွန်းကကွန်ပျူတာတစ်လုံးကဘာလို့ရေလိုအပ်တာလဲပေါ့ရှင်းရှင်းပြောရရင်တော့ဒီ ChatGPT တို့ Gemini တို့ Cloud DeepSeek အဲ့လို AI app တွေကကျွန်တော်တို့ရဲ့ဖုန်းတွေကွန်ပျူတာတွေပေါ်မှာလက်ပတ်နေမှာမဟုတ်ပါဘူး data center လို့ခေါ်တဲ့ဘောလုံးကွင်း3-4ကွင်းစာပမာဏရှိရဲ့ကိုရောင်းကြီးတွေက super computer တွေပေါ်က CPU တွေ GPU တွေပေါ်မှာလက်ပတ်နေရပါခမားမေးလိုက်တဲ့မေးခွန်းတိုင်းကိုစက္ကန့်ပိုင်းတွင် response ပေးနိုင်ဖို့အတွက်ဒီကွန်ပျူတာကြီးတွေကပြိုင်တူအလုပ်လုပ်ရပါတယ်အဲ့တော့ကျွန်တော်တို့ဖုန်းမေးထားပါအောင်ဖုန်းပေါ်မှာ mobile legend တော့ဂိုင်းရှင်ဘက်တို့စော်တယ်တနားရီခွဲလောက်ကြာရင်အနောက်ကပုတ်လာပြီဖုန်းကအဲ့လိုပဲခုနကကွန်ပျူတာကြီးတွေကအပြင်းထန်လုံးလုံးရတဲ့အတွက်သူတို့မှာအပူချိန်တွေတက်လာတယ်ပေါ့17လုံးကိုအပူချိန်80 to 90 degree celsius လောက်ထိတက်နိုင်ပါတယ်အဲ့တော့ဒီအပူကိုမလျှော့ချဘူးဆိုရင် CPU တွေ GPU တွေအရေးပြောသွားတာမီးလောင်တာဒါမှမဟုတ်လည်းအခုနောက်ပိုင်း CPU တွေ GPU တွေအဆင့်မြင့်လာတော့သူတို့မှာ thermal throttling လို့ခေါ်တဲ့အပူချိန်တစ်ခုရောက်လာရင် performance ကို short ချပလိုက်တာပေါ့အဲ့လိုလုပ်ရင်လည်းတော့ server ကျသွားမျိုးဖြစ်နိုင်ပါတယ်အဲ့တော့ဒီအပူချိန်ကို short ချဖို့အတွက် industrial cooling system ကိုသုံးကြပါတယ်အသုံးပြုတဲ့နည်းကတော့ evaporate cooling လို့ခေါ်တဲ့အငွေ့ပြန်တဲ့နည်းလမ်းပေါ့ကျွန်တော်တို့ခန္ဓာကိုယ်ကပူလာရင်ချွေးထွက်ပြီးတော့ခန္ဓာကိုယ်အေးအောင်အပူချိန် short ချအောင်လုပ်လို့ပါပဲဒီရေတွေကခုနထွက်နေတဲ့အပူတွေကိုတို့ကတည်သွားတယ်ပြီးအငွေ့ပြန်တဲ့နီလန်းနဲ့အပူချိန်ကိုလျှော့တယ်ပေါ့ဒါပေမဲ့ဒါကဒီစက်ရုံပမာဏနဲ့24နာရီပတ်လုံးဖြစ်ပြနေတာဖြစ်ပါတယ်ဒီတော့မေးခွန်းတိုလေးတစ်ခုဒါမှမဟုတ်စာကြောင်းနှင်းငယ်ပါတဲ့မေးခွန်းလေးမေးတာနဲ့ရေဘယ်လောက်ကုန်အောင်မလဲလို့မေးစရာရှိလာပါတယ် research ရေအရတော့ခင်ဗျာ AI ကိုယဉ်ကျေးကျေးမင်္ဂလာပါhello ပို့တာဒါမှမဟုတ်စာကြောင်းနှင်းငယ်ပါတယ်မေးခွန်းမေးတာနဲ့10 to 50 milliliter ဒီဇုံစာပမာဏရှိတဲ့ရေတွေအငွေ့ပြန်သွားပါတယ်ပြီးတော့ခမားကစာတန်းရှိရေးခိုင်းတာကုတ်တင်တွေရေးတာ high definition ပုံတွေထုတ်တာမေခွန်းအခု20ကနေ50အထိမေးတာနဲ့900 milliliter ပမာဏရှိတဲ့ရေတံမှုတစ်ပူစာပြောက်ကွယ်သွားပါတယ်ဒါနေ့စဉ်သုံးဆွဲတဲ့သူတွေရဲ့ပမာဏပေါ့ပိုဆိုးတာကတော့ဒီ AI နေမေးဖို့လာဖို့အတွက် training stage ဆိုတာရှိပါတယ် ChatGPT 4လို့ဒါမှမဟုတ်Gemini လို့ AI တွေကိုအစားဆုံးတင် जा ပေးဖို့အတွက်ဒီကွန်ပျူတာကြီးတွေကအပြင်းထန် run ရတယ်ပေါ့ GPT-3 တခုတည်းကိုတင် जा ပေးဖို့အတွက်ပဲရေလီတာပေါင်း9သိန်းကျော်ကုန်ကြခဲ့ပါတယ်အဲ့တော့ AI model အသစ်တစ်ခုထွက်လာတိုင်းရေဘူးကန်အကြီးတကန်စာပမာဏရေတွေပျောက်ကွယ်သွားတာနဲ့အတူတူပဲဖြစ်ပါတယ်ဒီတော့ပြဿနာကကိန်းဂဏန်းတွေနဲ့မဟုတ်ပါဘူးဘယ်နေရာတွေမှာရေတွေကိုသုံးစွဲနေရလဲဆိုတာလည်းပါပါတယ်ဒီပညာကုမ္ပဏီတွေတက်ကြရည်တွေက data center တွေကိုနေရာကြီးစွမ်းရင်ရလွယ်ပြီးမြေစည်းချိုတဲ့ဒီပူပြင်း6တို့ရဲ့ data တွေမှာစောက်လို့ရှိပါတယ်ဥပမာတောင်အမေရိကတိုင်းမှာရှိတဲ့ချီလီနိုင်ငံမှာ Google က data center စောက်ဖို့ပြင်ဆင်ခဲ့တော့ငါတော့တစ်နေ့ကိုရေလီတာ169လီတာသုံးဖို့စီစဉ်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီ data ကနှစ်ပေါင်းများစွာမိုးကောင်ရေရှားတန်ခံနေရတာကြောင့်ငါဒီရေအသုံးပြုမှုနည်းလမ်းကိုပြောင်းလဲပြင်ဆင်ပေးဖို့အမိန့်ချမှတ်ခဲ့ရပါတယ်နောက်တစ်ခုကတော့ဒီအမေရိကန်နိုင်ငံ Oregon ပြည်နယ်မှာရှိတဲ့ Dallas မြို့မှာလည်းအဲ့လိုပါပဲဒီမြို့မှာတောက်တုံးရေရဲ့သုံးပုံတစ်ပုံကျော် data center ကတုံးဆွဲနေတာကြောင့်ဒီမြို့ကန်တွေကသူတို့ရဲ့ရေရင်းမြစ်တွေပျောက်ကွယ်သွားမလားစိုးရိမ်နေကြရတယ်ပေါ့အဲ့တော့ဒီနီးပညာကုမ္ပဏီတွေကဒီအချက်လက်တွေကိုသူတို့ကလိုဝက်ထားဖို့စ조사ခဲ့ကြပေမဲ့ပြည်သူတွေရဲ့ဖိအားပေးမှုကြောင့်ဒီနောက်ပိုင်းမှာသူတို့ကပွင့်လင်းမြင့်တာမှုတွေရှိလာရတယ်ပေါ့ဒါပေမဲ့သူတို့မှာလိုဝက်ချက်ရှိပါသေးတယ် AI နေရဲ့ရေသုံးချမှုကဒီလည်းနှစ်ခုရှိပါတယ်
ဓာတ်ရိုက်ကုန်တာနဲ့တွဲဝိုင်းပြီးကုန်တာပေါ့ဓာတ်ရိုက်ကုန်တာကတော့ဒီ data center တွေရဲ့စက်တွေကိုအေးအောင်စက်ရုံကသုံးစွဲလိုက်တဲ့ပမာဏဖြစ်ပါတယ်တွဲဝိုင်းပြီးကုန်တာကတော့ဒီ data center တွေ level ဖို့အတွက်လျှက်စစ်တဲ့တန်ဖိုးများစွာလည်းလိုအပ်ပါတယ်အဲ့တော့ဒီတန်ဖိုးများစွာတော့လျှက်စစ်ကိုထုတ်ပေးဖို့အတွက်ကြောင်မီတွေစက်ရုံတို့တဘာဝတန်ငွေစက်ရုံနျူကလ িয়ার ဓာတ်ပေးစက်ရုံတွေမှာတာဘိုင်စက်တွေလဲဖို့အတွက်ဒါမှမဟုတ်အေးခံဖို့အတွက်ရေပမာဏတန်ဖိုးများစွာလိုပါတယ်စီးရင်စရာတွေကတော့အမှန်တကယ်တုံးလိုက်တဲ့ 90% ကဒီလျှက်စစ်ဓာတ်ပေးစက်ရုံတွေမှာတွဲဝိုင်းပြီးကုန်ဆုံးသွားဖြစ်ပါတယ်ဒီတော့ကျွန်တော်ကအရှိမမကောင်းတာတွေပဲစက်တိုင်းပြောနေတော့ငါတို့က AI ကိုမသုံးရတော့ဘူးလားပေါ့ဖုန်းထဲမှာ AI app တွေကိုဖျက်ပြရတော့မှာလားဆိုရင်အဲ့လိုလည်းမဟုတ်ပါဘူး AI ဆိုတာကဒီဘက်ခေတ်မှာ level တီးတီးပေါ့နော်စေပညာသူဝေဒနာခုနောက်ပိုင်းဆိုရင်ဒီတဘာဝဘေးရနေခံမှန်းတဲ့နေရာတွေမှာပါအသုံးပြုလာကြပြီပေါ့အဓိကပြဿနာက AI မှာရှိနေတာမဟုတ်ဘဲနဲ့ဒီလိုတစ်ဖက်မှာကုံဆုံးမှုတွေရှိနေရဆိုတော့တတိပထားမိတာပါပဲအခုနောက်ပိုင်းဒီနည်းပညာကုမ္ပဏီတွေကလည်းသူတို့လည်းအပြေရှာလာကြပြီပေါ့နော် closed loop system လို့ခေါ်တဲ့ခုနကအငွေ့ပြန်သွားတဲ့ရှည်တွေကိုအငွေ့မပြန်စီဘဲနဲ့ဒီ pipeline ထဲမှာပဲပြန်ပြီးတော့သုံးတာ liquid immersion system လို့ခေါ်တဲ့ခုန CPU GPU တွေကိုအထူးထုတ်ထားတဲ့ရှည်ထဲမှာမြုပ်ပြီးတော့အေးခံတာနောက် sea water recycle water လို့ခေါ်တဲ့ပင်လယ်ရေစိုးရည်ညစ်တွေကိုပြန်လည်တန့်စင်ပြီးတော့တောက်သုံးရေစာသုံးတာအဲ့ဒီနည်းလမ်းတွေကိုပြောင်းလဲလာကြပါပြီအဲ့တော့နည်းပညာဆိုတာကတစ်နှစ်နဲ့တစ်နှစ်ပြောင်းနေရပါတော့အခုနောက်ပိုင်းဆိုရင်တိုးတက်လာတာပိုပြီးတော့မြန်တယ်ပေါ့အဲ့တော့နည်းပညာဆိုတာကတော့ကျွန်တော်သုံးနေရမှာပဲပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းကမ္ဘာကြီးရဲ့တရားစာတာတွေကိုသုံးစွဲနေရတယ်ဆိုတာလည်းသတိထားမိဖို့ပါပဲကျွန်တော်တို့သုံးစွဲသူတွေဘက်ကလုပ်ပေးနိုင်တာကတော့အသုံးမလိုတဲ့မေးခွန်းပေါင်း100လောက်မေးတာထက်ထိထိရောက်နဲ့ prompt ပေးပြီးတော့နေ့တကြသုံးစွဲဖို့ပါပဲအဲ့တော့ AI ကဒီလောက်ရေတောက်တယ်ဆိုတာသိသွားပြီဆိုတော့နောက်ပိုင်းဒီပညာကုမ္ပဏီတွေကိုပို့ပြီးတော့ကြက်မှတ်တင်လာဒါမှမဟုတ်လည်း AI နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခံစားရလဲကိုမမှာဆွေးနွေးချင်းခုံသွားလို့ရပါတယ်အဲ့တော့ဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင်တော့ subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်